ဘောလုံးကွင်းထဲမှာအချိန်ကိုရက်တန့်ပြစ်နိုင်စွမ်းရှိတဲ့စားသမားမျိုးသင်မြင်ဘူးပါသလားကြမ်းတမ်းလုံးလာပါတယ်ဆိုရင် English Premier League ကွင်းမြင့်ကျိထဲမှာခွန်အားကိုမသုံးမဲနဲ့ညရင်နဲ့နုပညာကိုသုံးပြီးတော့ပြိုင်မက်တွေကိုအကားနဲ့လှောင်ပြောင်သွားခဲ့သူဘယ်နှယောက်ရှိခဲ့ဘူးလဲဘောလုံးဆိုတာဘလောက်ပဲအချိန်ပြင်းပြင်းဘလောက်ပဲမြင့်မြင့်ကောင်းကင်ကနေကျလာပါစေသူ့ရဲ့ခြေပြားလေးနဲ့ထိလိုက်တာနဲ့တန်လိုက်နဲ့ဆွဲကပ်ထားသလိုငြိမ်သက်သွားစေနိုင်တဲ့ First Touch လို့ခေါ်တဲ့ပထမဆုံးဘောလုံးထိမ့်သိမ်းမှုပါရမီရှင်တယောက်အာဆနယ်မှာရှိခဲ့ဘူးပါတယ်Emirates Queen ရဲ့အပြင်ဘက်မှာနောက်ထပ်ရုပ်ထုတစ်ခုရှိပါသေးတယ်။အဲဒီရုပ်ထုကတော့လေထဲကနေကျလာတဲ့ဘောလုံးကိုညာခြေလေးနဲ့မြှောက်ပြီးတော့အသားရထိမ့်သိမ့်နေတဲ့ပုံစံပါ။သူဟာလေရင်စီးရမှာကိုအသေးလဲကြောက်ရွံ့တတ်လို့လေရင်မစီးတဲ့ dash တူဆို The Non-Flying Dashman လို့နာမည်ပြောင်ရခဲ့ပေမယ့်မျက်ခင်းစိမ်းတွေပေါ်မှာတော့ဘယ်သူမှလိုက်မမီနိုင်အောင်လွတ်လပ်စွာပြန်တန်းနိုင်ခဲ့သူပါ။သူကတော့ Arsenal ပရိသတ်တွေရဲ့နှလုံးသားတွေကရေခဲလူသားတိုက်စစ်မှုကြီး Thierry Henry ကိုယ်တိုင်ကကျွန်တော်တွဲကစားမှုသမျှတွေမှာအကောင်းဆုံးစားသမားတွေကတယောက်လို့တရားဝင်ခံခဲ့ရတဲ့ဂန်နဝင်းဒက်ရှ်အနုပညာရှင်ဒန်နစ်ဘာဂန်ပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်ချန်ပီယံကော်နာကနေအာဆနယ်အသင်းရဲ့အကြီးအကျယ်ဆုံးစားသမားများစီးရင်ရဲ့နံပါတ်2နေရာမှာရပ်တည်နေတဲ့ဘာဂန်ရဲ့မော်ဆန်တဲ့ဘောလုံးဘွားဖြတ်တန်းမှုတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အချိန်ကာလအဖြစ်1995ခုနှစ်အဲ့ဒီအချိန်ကအာဆနယ်အသင်းကိုနေပြအာဆင်ဝင်းကမရောက်လာသေးပါဘူး။နေပြဘရုစ်ဘီရော့ရှ်ကိုင်တွယ်နေတဲ့အချိန်ဖြစ်ပြီးတော့အာဆနယ်ကစားဟန်ကအခန်းစစ်ကိုပိတ်ကစားပြီးတော့ရှည်လျားတဲ့ဘောလုံးတွေကြီးကန်တင်နေတဲ့ boring Arsenal ပြင်းစရာကောင်းတဲ့ Arsenal ဆိုပြီးတော့နာမည်ထွက်နေတဲ့အချိန်ပါပဲ။ဒီချိန်ထဲမှာပဲ Italy Serie A ကလပ် Inter Milan အသင်းမှာအဆင်မပြေမှုတွေမီဒီယာတွေရဲ့ဝေဖန်တိုက်ခိုက်မှုတွေကြားမှာစိတ်ပြက်နေတဲ့ dash တိုက်စစ်မှုတယောက်ရှိနေပါတယ်။ Italy ခန်းစစ်အပိတ်တွေကြားမှာခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့အဲ့ဒီကစားသမားကို Arsenal က club စံချိန်တွေပြောင်းရွှေ့ခြင်းပေါင်9.5တန်းနဲ့ခေါ်ယူလိုက်တဲ့ခါမှာတော့အင်္ဂလန်ဘောလုံးလောကတစ်ခုလုံးအံ့အားသင့်သွားခဲ့ရပါတယ်။အဲ့ဒီပြောင်းရွှေ့ဟာအာဆနယ်အသင်းရဲ့ပြင်းစရာကောင်းတဲ့ကစားဟန်ကနေနုပညာဆန်တဲ့ကစားဟန်စီကိုကူးပြောင်းမဲ့သမိုင်းဝင်ခြေလှမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဘာကန်တယောက်အင်္ဂလန်ကိုရဲရောက်ခြင်းအစားပိုင်းမှာဂိုးမရသေးတဲ့ပွဲချို့ရှိခဲ့ပြီးတော့ဂိုးပေါက်ပြောက်ခဲ့လို့အင်္ဂလိပ်စာနယ်ဇင်းတွေကသူ့ကိုဝေဖန်လှောင်ပြောင်ခဲ့ကြပါတယ်။ဒါပေမဲ့ဆော်သန်တန်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာအဝေးခံချက်နဲ့ရောတကူတော်စွမ်းနဲ့ပါလှပတဲ့သွင်းကုန်ကိုသွင်းယူပြပြီးတဲ့နောက်မှာတော့ဝေဖန်သူတွေအားလုံးပါဇက်ပိတ်သွားခဲ့ရပါတယ်။1996ခုနှစ်မှာနေပြရီအာဆင်ဝင်းကရောက်လာပြီးတဲ့နောက်မှာတော့ဘာဂန်ရဲ့ပါရမီတွေဟာအမြင့်ဆုံးအဆင့်အထိပွင့်အားလာခဲ့ပါတယ်။ဘာဂန်ကစားဟန်ကတာမန်တိုက်စစ်မှုတွေလိုဂိုးရှိမှာရက်ဆောင်ပြီးတော့ဂိုးသွင်းတဲ့ပုံစံမျိုးမဟုတ်ပါဘူး။သူကနံပါတ်10နေရာတနည်းအားဖြင့်အထောင်တိုက်စစ်မှုရဲ့နောက်ကနေကစားပြီးတော့ကွင်းလင်းတဲ့တိုက်စစ်ကိုချိတ်ဆက်ပြီးတဲ့နေရာမှာကပအကောင်းဆုံးဖြစ်လာခဲ့ပါတယ်။သူရဲ့အုံနောက်ကတခြားစားသမားတွေထက်စက္ကန့်ပိုင်းလောက်ကြိုတွင်းနိုင်စွမ်းရှိပါတယ်။စစ်တူရင်စားသမားတယောက်လိုပါပဲ။ဘောလုံးသူ့စီမရောက်လာခဲ့တဲ့ကပြိုင်မက်တွေဘလို့ရက်နေတယ်။သူ့အသင်းမော်တွေဘဲကိုပြေးထွက်နေတယ်ဆိုတာကိုမြင်အောင်တွက်ချက်ထားပြီးသားပါ။ဘာကက်ဆက်ခြေပြားကနေထွက်သွားတဲ့ through balls လို့ခေါ်တဲ့ထိုးဖောက်ပေးဖို့မှုတွေဟာတိုင်းထွာထားသလိုတိကျလွန်လာပါတယ်။ Ian Wright ကစလို့ Thierry Henry အဆုံး Arsenal တိုက်စစ်မှုတွေဟာဘာကက်ရဲ့ဂရီဘာလိုနူးညံ့တဲ့ဖန်တီးမှုတွေကနေတစ်ဆင့်ဂိုးတွေမြောက်များစွာသွင်းယူနိုင်ခဲ့ကြတာပါ။ဘာကက်ရဲ့နာမည်ပြောင်နောက်တစ်ခုကရေခဲလူသား The Iceman နဲ့ဂိုးသမားနဲ့တယောက်ချင်းတွေ့တဲ့အချိန်မျိုးဂိုးသွင်းမှုဖိအားများတဲ့အချိန်မျိုးမှာသူ့ရဲ့သွေးတွေကရေခဲလိုအေးဆက်နေပြီးတော့အမှားယွင်းမရှိအဆုံးသတ်နိုင်စွမ်းရှိလို့ပေးထားတဲ့နာမည်ပါ1998ခုနှစ်ဩဂုတ်လမှာ Leicester City နဲ့စားခဲ့တဲ့ပွဲစဉ်ဟာဘာကန်ဆိုတာဘလို့အဆင့်တန်းရှိတဲ့ကစားသမားမျိုးလဲဆိုတာကိုတစ်ပါလုံးကိုသိသွားစေခဲ့တဲ့ပွဲပါအဲ့ဒီပွဲမှာဘာကန်က hat-trick သွင်းကိုရယူခဲ့ပါတယ်အထူးသဖြင့်တတိယမြောက်သွင်းကိုဟာဘောလုံးသမိုင်းမှာအလားပါဆုံးသွင်းကိုတွေကတကူအဖြစ်သတ်မှတ်ခံရပါတယ်အကွဲလက်ကနေပေးပို့လိုက်တဲ့ဘောလုံးကိုလေထဲမှာညာချီနဲ့ထိန်းတယ်ဘဲချင်နဲ့ဒုတိယအကြိမ်ထပ်ထိန်းပြီးတော့ခံစင်မှု Mac Elios ကိုအသာလေးလှည့်စားတယ်ပြီးမှမြေမကျကန်သွင်းသွားတာပါအဲ့ဒီလက Match of the Day အစီအစဉ်မှာပြသခဲ့တဲ့လက်စတာကိုသွင်းခဲ့တဲ့ hat-trick ဂိုးတွေဟာဂိုးလော့တဲ့မန်အတွက်အင်အားကြီးဆုံး candidate တွေဖြစ်ခဲ့ပြီးတော့ပရိသတ်တွေကြားမှာအယမ်းကိုလူပြောများခဲ့ပါတယ်။အထူးသဖြင့်တတိယမြောက်သွင်းဂိုးဟာအင်္ဂလိပ်ဘောလုံးသမိုင်းတွေကအလှပဆုံးသွင်းဂိုးတွေထဲမှာထည့်သွင်းပြောကြားခံရလိမ့်ရှိတဲ့ iconic moment တစ်ခုဖြစ်ယနေ့ထိအမှတ်ရနေစေပါပဲ။ဒါပေမဲ့ဘာကန်ရဲ့အလှပဆုံးဂိုးလို့ပြောလိုက်ရင်ပရိသတ်တိုင်းပြင်းပြင်းမိကြတာကတော့2002ခုနှစ်နယူကာဆယ်အသင်းနဲ့ပွဲစဉ်မှာသွင်းယူခဲ့တဲ့ဂိုးပါ။ Robert Pires ကနေပြင်းပြင်းလာတဲ့ဘောလုံးကိုဘာကန်ကဘယ်ချင်းနဲ့အသာလေးပို့ဆွဲပြီးတော့သူ့ရဲ့နောက်ကျောမှာကပ်နေတဲ့နယူကာဆယ်ခန်းစင်မှုဒါဗီဇက်ရဲ့တစ်ဖက်စီကိုဘောလုံးကိုလှုပ်လိုက်ပါတယ်။ပြီးတော့နေသူကတခြားတစ်ဖက်ကနေကိုလှည့်ထွက်သွားပြီးတော့ကိုသမားရှေးဂေးဗင်းကိုအသာလေးကန်သွင်းသွားခဲ့တာပါ။အဲ့ဒီသွင်းကိုမြင်လိုက်ရတဲ့ဘောလုံးပညာရှင်တွေအားလုံးကဒါတမင်ရွယ်ပြီးတော့လှုပ်တာလားတိုက်ဆိုင်မှုလားဆိုပြီးတော့ညင်းခုန်ခဲ့ကြရတဲ့အထိပါပဲ။ဘာကန်ကိုရိုင်းကတော့ဒါဘောလုံးကိုရှေ့ပို့ဖို့တခွေသောနီးလန်းဖြစ်လို့တွက်ချက်ပြီးလှုပ်ခဲ့တာပါလို့အေးဆေးဆေးပဲပြန်ဖြေခဲ့ပါတယ်။အဲ့ဒီကိုဟာပရီးမီးယားလိဂ်သမားတစ်လျှောက်အလှပဆုံးသွင်းကိုအဖြစ်အကြိမ်ကြိမ်မဲပေးရွေးချယ်ခံခဲ့ရပါတယ်။ဘာကန်ရဲ့ဘောလုံးသမားဘဝမှာအရန်ထူးခြားတဲ့အချက်တစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့သူ့ရဲ့လေရင်စီးရမှာကြောက်တဲ့ယောဂ aerophobia ပါပဲ။
1994ကမ္ဘာဖလားတုန်းကအမေရိကန်ကိုသွားတဲ့လေယာဉ်ပေါ်မှာအင်ဂျင်ပိုင်းဆိုင်ရာပြဿနာချို့ကြုံတွေ့ခဲ့ရပြီးတဲ့နောက်ဘာကန်လေယာဉ်ပေါ်ကိုဘယ်တော့မှထပ်မတက်တော့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီချက်ကသူ့ရဲ့ကစားသမားဘဝကိုအများကြီးထိခိုက်စေခဲ့ပါတယ်။ချန်ပီယံလိဝေးဝင်ပွဲစဉ်နေဆိုရင်ဘာကန်ဟာအသင်းမော်ရီနဲ့အတူတူမသွားနိုင်မဲနဲ့ရထားနဲ့ဖြစ်ဖြစ်ကားနဲ့ဖြစ်ဖြစ်ဥရောပတိုက်တစ်ခွင်ကိုရက်နဲ့ချီပြီးတော့ကြိုတင်ခီးနေခဲ့ရပါတယ်။တချို့ဝေးလွန်းတဲ့နိုင်ငံတွေဥပမာရုရှားနဲ့တူရကီတို့လိုမျိုးဆိုရင်တော့သူလိုက်မစားနိုင်ခဲ့ပါဘူး။အဝေးပြေးလမ်းမတွေပေါ်မှာကားမောင်းရင်းနဲ့ပင်ပန်းဆင်းရဲခံပြီးတော့အသင်းအတွက်လိုက်ပါကစားပေးခဲ့တဲ့သူ့ရဲ့စိတ်ဓာတ်နဲ့တစ္ဆာရှိမှုဟာအာဆင်နယ်ပရိသတ်တွေအပေါ်အယမ်းလွှမ်းမိုးနိုင်ခဲ့ပါတယ်။ဒါကြောင့်ပဲသူ့ကိုလေရင်မစီးတဲ့ Dash လူဆိုးလို့ချစ်စနိုးခေါ်ခဲ့ကြတာပါ။2003-2004ရှုံးပွဲမရှိ The Invisibles ရာသီမှာ Henry, Baggett, Pires, လိုမက်တို့ရဲ့တိုက်စစ်အတွဲဘက်ဟာဥရောပမှာကြောက်စရာအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ Henry ကသွင်းဂိုးတွေအများကြီးသွင်းယူနိုင်ခဲ့ပေမယ့်အဲ့ဒီသွင်းဂိုးတွေရဲ့အနောက်ကအုံနောက် Mastermind ကတော့ Baggett ပါပဲ။ Henry ကိုယ်တိုင်ကကျွန်တော်ပြေးထွက်ဖို့စဉ်းစားလိုက်တဲ့အချိန်တိုင်းမှာ Dennis ရဲ့ဘောလုံးကကျွန်တော်ရှေ့ကိုအမြဲတမ်းရောက်နေပြီးသားပဲလို့ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။ဘာကန်ဟာအာဆင်နယ်အသင်းအတွက်17နှစ်တိုင်တိုင်ကစားပေးခဲ့ပြီးတော့ပွဲပေါင်း423ပွဲမှာ120ဂိုးသွင်းယူပေးခဲ့ကဂိုးဖန်တီမှု64ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။ပရီးမီးယားလိဖလား3ကြိမ် FA ဖလား4ကြိမ်အပါအဝင်အောင်မြင်မှုပေါင်းများစွာကိုရယူပေးနိုင်ခဲ့ပါတယ်။ အမ်ရီကွင်းသစ်ကြီးစီကိုပြောင်းရွှေ့ခဲ့တဲ့နှစ်မှာပဲဘာကန်ဟာကစားသမားဘဝကနေအနားယူခဲ့ပါတယ်။သူ့ရဲ့နှုတ်ဆက်ပွဲဟာအမ်ရီကွင်းသစ်ကြီးရဲ့ပထမဆုံးအဖွင့်ပွဲစဉ်ဖြစ်ခဲ့ပြီးတော့ Argentas, Cruyff, Van Basten တို့လို Dash ကန်တွေနေအပြင်အာဆင်နယ်ကန်တွေနေအားလုံးစုံလင်စွာလာရောက်ဂုဏ်ပြုကစားပေးခဲ့ကြပါတယ်။ Dennis Bergkamp ဆိုတာတာမန်ကစားသမားတစ်ယောက်မဟုတ်ပါဘူး။သူဟာဘောလုံးကစားနည်းကိုအကြမ်းပတမ်းကစားနည်းတစ်ခုဖြစ်ကနေပကြီးကားတစ်ချက်လိုကြပြားတစ်ပုတ်လိုခံစားလို့ရအောင်ဖန်တီးပြသွားတဲ့ပညာရှင်တူပါ။ဒေါသကြီးနဲ့အားပါရကန်သွင်းတာမျိုးထက်ကိုယ်သမားမမီနိုင်တဲ့ထောင်းချနေရာလေးတွေကိုအသာရချပေးလိုက်တဲ့သူ့ရဲ့တည်တံ့မှုတွေဟာအာဆင်နယ်ပရိသတ်တွေရဲ့မှတ်ဉာဏ်ထဲမှာထာဝရကိန်းအောင်နေမှာပါ။ခွာနဲ့အမြန်ဆုံးကြီးဆိုးတဲ့ခစ်တဲ့ဘောလုံးလောကမှာဘာဂက်စ်လိုမျိုးစတိုင်ကြကြညဉ့်ညံသွေးမြင့်မြင့်နဲ့အနုပညာဆန်ဆန်ကစားနိုင်တဲ့ကစားသမားမျိုးကိုထပ်မြင်ရဖို့ဆိုတာတိတ်ကိုခဲရင်သွားပါပြီ။အာဆင်နယ်ရဲ့ကြီးကျယ်ဆုံးကစားသမားစီးရင်မှာတီယာရီအွန်နရီကနံပါတ်1ဖြစ်နေနိုင်ပေမယ့်တကယ်လို့သာအွန်နရီကိုသူ့ရဲ့အောင်မြင်မှုတွေနောက်ွယ်ကအဓိကလက်သည်ဘယ်သူလဲလို့မေးကြည့်လိုက်ရင်လက်ညှိုးထိုးပြမယ့်သူကတော့လီယမ်စီရဲ့ Dash အနုပညာရှင် Dennis Bergkamp ပဲဖြစ်နေမှာသိကြပါပဲ။ဒီနေ့တော့လောက်ပါပဲဗျာ။နောက်များမှာလည်းအခြားသောကန်ဝင်စားသမားတွေရဲ့အကြောင်းကိုစဉ်းစားမပြတ်တင်ဆက်ပေးနေဦးမှာမို့ကျွန်တော် Champion Corner Page လေးကို Like and Follow လုပ်ထားပေးပါဦး။အားပေးကြတဲ့ပရိသတ်များလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ Champion Corner ဝိုင်းတော်သားများကဆုတောင်းပေးလိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။